ရုပ်ထွက်အကောင်းဆုံးရုပ်ထွက်နဲ့ site အကြီးဆုံး site ကိုမှလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ chip customer တွေအတွက်ကျွန်တော်လုံးဝ special LAN နဲ့ tablet လေးတစ်လုံးနဲ့မိတ်ဆက်ပေးပါမယ်မင်္ဂလာပါကျွန်တော် WM Mobile Shop ပါအခုကျွန်တော်ရှေ့မှာပြပေးထားတဲ့ tablet က Samsung ကထွက်ရှိရတဲ့ Samsung Tab S9 Ultra model လေးဖြစ်ပါတယ် original out of the box ထဲမှာပန်လေးပါပါတဲ့အပြင်ဟိုမှာကျွန်တော်တို့ဒီကောင်က 14.6 လက်မှဖြစ်မယ်ဘက်ထရီကလည်းလုံးဝ S3 ကြီးဗျာ11200 mAh ဒီ 14.6 လက်မှ display ကို AMOLED ကို Dynamic AMOLED 2H display ကိုသုံးပေးထားပြီးတော့ CPU Snapdragon 8 Gen 2ကိုသုံးပေးထားတယ် Multimedia Collection လုပ်မဲ့လူတွေရုံးသုံးမဲ့လူတွေကျွန်တော်တို့ဒါအလုပ်လုပ်ချင်တဲ့လူတွေ design ဆွဲချင်တဲ့လူတွေအတွက်တော်တော်ကြီးမိုက်တယ်ဗျာ original flip cover လေးလည်းပါမယ်ဒီကောင်လေးဆိုရင်ဗျာကျွန်တော်တို့ဘောလုံးပွဲတွေကြည်တာတွေရုပ်ရှင်ကြည်တာတွေဆိုတော်တော်မိုက်တယ်ဒါလောက်အကြီးနဲ့ game ဆော့ဖို့ကတော့ကျွန်တော်တို့လက်ကတော့နည်းနည်းလေးညောင်းမယ် game ဆော့မယ်ဆိုလည်းရုပ်ထွက်ကပြောစရာမလိုတော့အောင်မိုက်ပြီးသားဖြစ်မယ်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးဘာရှင်းလေးနဲ့ဘက်ထရီ11200နဲ့လုံးဝအကိတ်ဆိုမှအကိတ်အစ်စ်အတိုင်းရမယ်ကျွန်တော်ရဲ့ customer တို့နော်လုံးဝအစ်စ်တိုင်းဆိုမှအစ်စ်တိုင်းရမယ်ဒီကောင်လေးဆိုရင်ကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက33,500နဲ့ရောင်းချပေးမယ်ကျွန်တော်ရဲ့ customer တွေကကြိုက်နေတဲ့လူတွေရှိတယ်ဆိုရင်ကျွန်တော်တို့ WM Mobile Shop မှာစိတ်တိုင်းရလာရောက်စမ်းသပ်ပြီးဝယ်ယူအားပေးနိုင်တယ်လို့နေဝေး customer များအတွက်လည်းလူကြီးမင်းတို့ကြိုက်နေတဲ့ရအញ្ញချိုးဖို့များနဲ့ပို့ဆောင်ပေးပါတယ်ရုပ်ထွက်ကြီးတကယ်လန်းတာပါဗျာတကယ်ဟိုမှတကယ်လန်းတဲ့ရုပ်ထွက်ကြီးနဲ့တကယ်မိုက်တဲ့ရုပ်ထွက်နဲ့ရုပ်ရှင်ကြည့်မလား game ဆော့မလားအလုံးလုံးမလားကြိုက်တာလုံးလို့ရပြီနော်ပါတာလေတော်တော်ပါတာဗျာဒီမှာကြည့်ကြည့်ပါတော့ပပလေးနော် Samsung ဆိုတဲ့အတိုင်းပဲရုပ်ထွက်ကတော့လုံးဝအဖြစ်ပြောစရာမရှိဘူးစပီကာလည်းလုံးဝလန်ထွက်နေတဲ့စပီကာကိုသုံးပေးထားတယ်စပီကာအတန်ထွက်ကတော့စပီကာ Bluetooth စပီကာတစ်လုံးနဲ့ဖွင့်ထားသလားအောင်းမေးလိုက်ရအောင်တော်တော်ကြီးကျယ်တဲ့စပီကာဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်ဒီကောင်လေးကိုကြိုက်နေတတ်တယ်ဆိုကျွန်တော်တို့ WM Mobile Shop ကိုလမ်းခဲ့ပါမိတ်ဆွေတို့မှာရှိတဲ့ဖုန်းတွေ laptop တွေတခြား gaming handheld တွေနဲ့လည်းအလဲတက်ကိုပြုလုပ်ပေးပါတယ်ဆက်နေပတ်သက်လို့အာမခံအပြည့်အဝပေးပြီးရောင်းခဲ့တဲ့အတွက်ကြောင့်စိတ်ချမ်းသာဝယ်ယူအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ